ပွင့်ဘက်တွေကငွေစင်ရောင်လင်းလက်နေပြီးအလဲပဟိုမှာရွှေခွက်ငယ်လိုမျိုးဝင်းဝါနေတာကြောင့်ရွှေခွက်ငွေပလင်းလိုလည်းအမည်တွင်ပါတယ်ဒီဇင်ဘာဇန်နဝါရီဖေဖော်ဝါရီလတွေမှာပွင့်လေရှိပြီးစောင်းရာသီမှာခိုင်မာတဲ့စိတ်ဓာတ်နဲ့တန့်ရှင်းမှုကိုကိုစားပြုပါတယ်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့စောင်းအလှတူပန်ရေနက်သမီးဆိုတဲ့ရေနက်သမီးပန်းလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်ရေနက်သမီးပန်းဟာတရုတ်နိုင်ငံရဲ့ရိုးရာပန်းမျိုးစိတ်တစ်ခုဖြစ်ပြီး Amaryllidaceae မျိုးရင်းဝင်အပင်ဖြစ်ပါတယ်။အင်္ဂလိပ်လိုတော့ Chinese Narcissus လို့ခေါ်ပါတယ်။သူ့ရဲ့ရှီမျောမျောခတ်ထူထူအရွက်တွေဟာစိမ့်လန်းထောင်မှတ်နေပြီးကြည့်ရတာအားရင်ပြည့်ဖြိုးလှပါတယ်။ပွင့်ဘက်တွေကငွေစင်ရောင်လင်းလက်နေပြီးအလဲပဟိုမှာရွှေခွက်ငယ်လိုမျိုးဝင်းဝါနေတာကြောင့်ရွှေခွက်ငွေပလင်းလိုလည်းအမည်တွင်ပါတယ်။ဒီဇင်ဘာဇန်နဝါရီဖေဖော်ဝါရီလတွေမှာပွင့်လေရှိပြီးစောင်းရာသီမှာခိုင်မာတဲ့စိတ်ဓာတ်နဲ့တန့်ရှင်းမှုကိုကိုစားပြုပါတယ်။ပန်းပွင့်ပုံတရံကရွှေခွက်ငွေခွက်ပုံစံမျိုးကြောင့်စီးစိမ်ဥစ္စာတိုးတက်မှုကိုကိုစားပြုတယ်လို့လည်းဆိုကြပါတယ်။ရေနက်သမီးပန်းဟာတရုတ်နိုင်ငံမှာစိုက်ပျိုးတဲ့တက်တန်းနှစ်ပေါင်း1000ကျော်လာခဲ့ပြီဖြစ်ပါတယ်။ဒီပန်းဟာမင်္ဂလာရှိခြင်းစီပင်တာယာခြင်းဆိုတဲ့သဘောတွေနဲ့စောင့်မြတ်ပါတယ်။ရှေးစာစုတွေကဒီပန်းကိုလှိုင်းတဲကနတ်သမီးလို့ချီးကျူးခဲ့ကြပါတယ်။ဝမ်တင်ကျန်းရန်ဝမ်လီအစရှိတဲ့ကြပြဆရာတွေကသူ့အလှကိုလေးလေးနက်နက်ဖွဲ့ဆိုခဲ့ကြပါတယ်။ချင်းမင်းဆက်ဧကရစ်ခန်းရှိရဲ့အစိမ်းရောင်ဝတ်ရုံနဲ့ဆင်ကျဲသောပန်းကြပြတွေအပါအဝင်ပကြီးဆရာကြီးတွေဖြစ်တဲ့ချီပိုင်စွန်နဲ့ဝူချန်းဆွေတို့ရဲ့ရေနက်သမီးပန်းပကြီးတွေဟာစာပေနဲ့အမှုပညာဘက်မှာထင်ရှားလာပါတယ်။ဒဏ္ဍာရီလာပုံမြင်တွေနဲ့ပတ်သက်ပြီးရေနက်သမီးပန်းနတ်သမီးဒဏ္ဍာရီဟာအထင်ရှားဆုံးဖြစ်ပါတယ်။နတ်သမီးတစ်ပါးဟာလူသားနဲ့ချစ်ကြိုက်မိလို့နတ်ပြည်ကနေစွန့်ခွာခဲ့တယ်လို့ဒီရေနတ်သမီးပန်းအဖြစ်နဲ့လူလောကကိုဆင်းသက်လာခဲ့တယ်လို့ရှေးလူတို့ကယုံကြည်ကြပါတယ်။စောင်းတွင်းချိန်မှာဖြူစင်လှပတဲ့ရေနတ်သမီးပန်းကအိမ်တွင်းအလှဆင်မှုအဖြစ်စိတ်ကြည်နူးဝေရခံစားမှုတွေကိုဖန်တီးပေးနိုင်ပါတယ်။ပန်းပွင့်ချိန်ဟာတရုတ်နှစ်သစ်ကူးနဲ့တိုက်ဆိုင်နေပြန်ပါတယ်။ဒါကြောင့်အထူးသဖြင့်တောင်ပိုင်းဒေသတွေမှာရေနဲ့စိုက်ထားပြီးပန်းတွေကိုတရုတ်နှစ်သစ်ကူးအကြိုနေ့ကနေရွှန်ရှောင်းမီထုံပွဲအတွင်းနှစ်ကူးပန်းအနေနဲ့တိတိကျကျပွင့်နိုင်အောင်ကြိုတင်ထိန်းကြီးစိုက်ပျိုးထားလေရှိကြပါတယ်။စောင်းရာသီရဲ့အေးဆက်တဲ့အချိန်မှာရေနက်သမီးပန်းရဲ့လှပတဲ့ပုံတရံနဲ့ငွေကြိုင်တဲ့ရနံ့တို့ကအဟောင်းကိုစွန့်လို့အသစ်ကိုကြိုးဆိုခြင်းဆိုတဲ့နှစ်သက်ကူးအတိတ်ပဲနဲ့ကိုက်ညီလာပါတယ်။နှစ်ကူးအချိန်ရောက်တိုင်းတရုတ်ပြည်အရှေ့တောင်ပိုင်းဖူကျန့်ပြည်နယ်စတဲ့ဒေသတွေမှာအိမ်တိုင်းနီးပါးရေနက်သမီးပန်းရဲ့ဥတွေကိုရေနဲ့ပန်းအိုးထိုးစိုက်ပျိုးထားတတ်ကြပါတယ်။ဆွေရှမ်းဆိုတဲ့နာမည်ဟာအဦးဆုံးရရှိသူဆိုတဲ့ဝေါ်ဟာရနဲ့အတန်တူပြီးနှစ်သက်မှာအောင်မြင်မှုကိုရည်ညွှန်းတဲ့ယဉ်ကျေးမှုအဓိပ္ပာယ်ရှိပါတယ်။ရေနက်သမီးပန်းဟာနှစ်သက်ကူးရဲ့ပျော်ရွှင်မှုနဲ့လှပတဲ့သဘောတဘာဝကိုပေါင်းစပ်ပေးထားတဲ့အဓိကသင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။ရေနက်သမီးပန်းကိုအိမ်တွင်းအလှဆင်ဖို့သာမကဖြော်ရည်အဖြစ်ရောမုတ်ပဲတည်သာအဖြစ်ပါပြုလုပ်စားသုံးကြပါတယ်။ရနံ့သင်းပြန့်တဲ့အရာသားတွေကိုဖန်တီးကြပါတယ်။ဒီပန်းမှာအပူငိမ့်တာအစိတ်ဖြေတာရောင်ရမ်းမှုရောကြစေတာနာကျင်ကြိုက်ခဲမှုရောကြစေတာစတဲ့ဆေးဘက်ဝင်ကုန်တက်တီတွေလည်းရှိပါတယ်။အခုနှစ်ပိုင်းတွေအတွင်းရေနက်သမီးပန်းအစီရေမွေးအလှကုန်ပစ္စည်းတွေရဲ့ထုတ်လုပ်မှုနှုန်းတိုးတက်လာပြီးဥယျာဉ်ခြံတွေမှာအလှဆင်အပင်အဖြစ်လဲခေတ်စားလာပြန်ပါတယ်။ဆက်လက်ပြီးတော့ရေနက်သမီးပန်းနဲ့ဖူကျန့်ပြည်နယ်ရဲ့ဆက်ဆက်မှုအကြောင်းလေးကိုအနည်းငယ်မျှဝေပေးသွားပါဦးမယ်။တရုတ်နိုင်ငံရှစ်တောင်ကမ်းရိုးတန်းမှာတည်ရှိတဲ့ဖူကျန့်ပြည်နယ်ဟာရေနက်သမီးပန်းရဲ့ဇာတိဇင်းမြစ်ဒေသဖြစ်ပါတယ်။ကျန်းကျိုးမျိုးကထွက်တဲ့ရေနက်သမီးပန်းတွေဟာအဖူးကြီးမားတာပွင့်ညာများပြားတာပွင့်ချင်းကြာရှည်တာနဲ့ရနံ့မှုပြန့်ကြိုင်လှိုင်တာတို့ကြောင့်တရုတ်နိုင်ငံရဲ့ရေနက်သမီးပန်းမျိုးတော်အဖြစ်ကြော်ကြားပါတယ်။လက်ရှိကျန်းကျိုးမျိုးဟာရေနက်သမီးပန်းစိုက်ဧရိယာနဲ့ထုတ်လုပ်မှုမှာနိုင်ငံတော်အဆင့်ဦးဆောင်နေရာကရပ်တည်နေပါတယ်။နောက်ပြီးရေနက်သမီးပန်းဟာဖူကျန့်လူမျိုးတို့ရဲ့ယဉ်ကျေးမှုမှာနှက်ဆိုင်စွာစိတ်ဝင်နေပါတယ်။ဖူကျန့်လူမျိုးတွေဟာရေနက်သမီးပန်းအဖူးလေးတွေကိုတရိတ်ဆန်ပုံလူပုံပန်းပုံစသဖြင့်ထွင်းထူရာမှာကျွမ်းကျင်လှပါတယ်။ရေနက်သမီးပန်းဥကိုဗဗုပုံဖော်ပြီးကနန်းပုံစံပြုလုပ်မှုမှာထင်ရှားလာပါတယ်။အနေရောင်ဆက်ကူရွှေလိမ်မော်ပင်စတာတွေနဲ့တွဲဖက်အလှဆင်တတ်ကြပါတယ်။ရိုးရာယဉ်ကျေးမှုကိုမြင့်တင်ဖို့အတွက်ကျန်းကျိုးမြို့မှာနှစ်စဉ်ရေနက်သမီးပန်းပွဲတော်ကိုကျင်းပပြီးပွဲတော်မှာတော့
ပန်းဖူးထွင်းပြိုင်ပွဲကြပြရွတ်ပြိုင်ပွဲအစားတောက်ပြပွဲတွေနဲ့ဧည့်သည်တွေကိုဆွဲဆောင်နေပါတယ်။ရေနသမီးပန်းဟာဖူကျန့်ပြည်နယ်ရဲ့ဂုံယူစရာတင်ကေတတစ်ခုဖြစ်တဲ့အတွက်ယဉ်ကျေးမှုအမွေနှစ်ကိုထိမ့်သိမ်းပြီးဒေသစီးပွားရေးလုပ်ငန်းတွေတိုးချဲ့သွားနိုင်မယ်လို့ယုံကြည်နေကြပါတယ်။ရေနသမီးပန်းကိုစိုက်ပျိုးတဲ့အခါနေအောင်တိုက်ရိုက်ကျတဲ့နေရာမှာမထားဖို့ရေမကြာခဏလဲပေးဖို့တတိပြုရပါမယ်။အနံ့ပြင်းတဲ့အတွက်ကြောင့်ညဘက်မှာအိတ်ခမ်းတွေထဲမထားသင့်ဘူးလို့လည်းတချို့ကယုံကြည်နေကြပါတယ်ခင်ဗျာ။အခုတင်ဆက်ပေးခဲ့တာကတော့စောင်းအလှတူပန်းရေနသမီးဆိုတဲ့ရေနသမီးပန်းလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်များမှာလည်းအမျိုးမျိုးသောပန်းတွေတဲကပန်းတချို့နဲ့ဆက်ဆက်တဲ့အကြောင်းအရာလေးတွေအပြင်ရိုးရာဓလေ့လေးတွေကိုပါရှင်တွဲဖော်ပြတင်ဆက်ပေးသွားမှာမို့ပရိသတ်ကြီးအတွက်တုတနဲ့ယတ္တာကိုတပြိုင်နက်ခန်းစားကြရမှာပါလို့ကြိုတင်အသိပေးရင်းရာသီမသိပန်းနဲ့ညီးဆိုတဲ့အစီအစဉ်လေးကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာဇလန်ရဲ့ Facebook, YouTube နဲ့ Spotify တို့မှာ Like and Follow လုပ်ထားပြီးအချိန်မရွေးနေရာမရွေးစောင့်ကြည့်အားပေးနိုင်ပါပြီခင်ဗျာကျွန်တော်တို့ဇလန်ကိုအစဉ်တစိုက်စောင့်ကြည့်အားပေးနေကြတဲ့ပရိသတ်တဦးစီတိုင်းကိုလည်းဇလန်ကနေကျေးဇူးထူးပဲတင်ရှိပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ